မေကိုမေရှောက်ခွင့်ပြုတော်မူပါဗျာဟိုအဲ့ဒါဆိုရင်လေဗျာဟိုဘိုးမင်းကောင်တို့အောင်ဝင်းကောင်တို့ဘိုးအောင်တို့အဲ့ဒါတွေရောတကယ်ရှိရလားဗျာဟိုလူကြီးတွေပြောဖို့ကသူတို့ကြတော့အရှင်ထွက်ပေါ့နော်အရှင်ထွက်ဆိုတော့မသိဘူးဆိုလူလည်းမဟုတ်ဘူးပေါ့ဗျာဘလို့လည်းမသိဘူးအားလုံးကတတ္တဝါတွေအားလုံးက32ပုံထဲမှာအကျုံးဝင်ရမယ်လေနော်သူတို့ရဲ့သမိုင်းကြောင်းနဲ့ဖတ်ကြည့်မှပိုနားလည်မယ်ပေါ့နော်သူတို့ဒီဘာအကျင့်တွေကျင့်ခဲ့တာလဲပေါ့နော်ပြီးရင်သူတို့တည်သွားတယ်နော်တည်သွားတော့အရှင်ထွက်တယ်ဆိုမှတကယ်တော့တည်သွားတာပါပဲနော်ဒီလူဘဝတည်သွားပြီးတော့နောက်ထပ်ဘဝတစ်ခုရောက်သွားတာအဲ့တော့သူတို့ဒီရုပ်ကစိုးနက်ပုံစံမျိုးဖြစ်သွားသလားပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်လေဒီလိုမျိုးတည်တဲ့32ပုံကလွတ်သွားတဲ့တတ္တဝါဆိုတာလုံးဝမရှိပါဘူးနော်32ပုံထဲမှာအကျုံးဝင်ရပါတယ်နော်အဲ့တော့လူသားမဟုတ်ဘူးဆိုရင်တို့ဒီnetထဲမှာပါရမယ်ပိတ်တာထဲမှာပါရမယ်အဲ့တော့ပိတ်တာလားနတ်လားနှစ်ခုမှတစ်ခုတော့သိချတယ်နော်တို့ဒီပိတ်တာဖြစ်နေတာလားနတ်ဖြစ်နေတာလားဆိုတော့သူမဟာရနတ်အုပ်စုကအရန်ကျေပြန့်တယ်နော်ဒီပေါ်ဆောင်နဲ့တောင်ဆောင်နဲ့သစ်ပင်ဆောင်နဲ့ဘုံမစိုးနတ်ဒီနတ်တွေအားလုံးကဒီစတုမဟာရလက်အောက်နတ်တွေကြီးပဲတို့နတ်ဘလူးတွေရှိသေးတယ်တော့ဘလူးပဲသူကနတ်ဘလူးအုပ်စုတွေသူတို့အားလုံးလည်းဒီစတုမဟာရနတ်အုပ်စုတွေကြီးပဲဒါကြောင့်ဒီဘိုးမင်းခေါင်တွေဘာညာတွေကလည်းပဲသူတို့ဟာပိတ်တာဖြစ်နေဖြစ်နေမယ်ပိတ်တာဆိုတဲ့နေရာမှာလည်းတကူအဆန်းသားရှိတဲ့ပိတ်တာဆိုတာရှိတာပဲလေတကူရှိတဲ့ပိတ်တာဖြစ်နေဖြစ်နေမယ်ဒါမှမဟုတ်သူတို့စတုမာရနဲ့အုပ်စုဝင်ရင်လည်းဝင်နေလိမ့်မယ်ဒါကတော့လေတိတိကျကျတော့ပြောလို့ခက်ပါတယ်နော်တမဖေအဲ့ဆိုဖေဟိုရှေးဥပဂုတ်တရဟန္တာကြတော့ဟိုတကယ်ရဟန္တာလားဖေပေါ့နော်တချို့ကကြတော့ဒီရှေးဥပဂုတ်တရဟန္တာတကယ်မရှိဘူးပေါ့လူတွေကဖန်တီးထားတာပေါ့ဘာလို့လဲဆိုတော့စွန်းစားတဲ့အချိန်မှာတပိတ်ကိုမကြည့်ပဲပေါ့နော်ဝင်းနီးမညီဘူးလို့ပြောရဖေတချို့ကကြတော့လဲနေထွက်ချိန်ကိုကြည့်ပြီးတော့အဆုံးဖုံးတာလို့ပြောရဖေတချို့ကကြတော့လေသူ့ရဲ့အရင်ဘွားအကုတူကြောင့်အဲ့ဟိုလေဘင်းဟန်စောင်းနေတာလို့ပြောရဖေရှုဘကုတ်တာဆိုတာတကယ်ရဟန္တာဟုတ်လားမဟုတ်လားသိချင်တာပါဖေရှင်ဥပဂုတ်တဆိုတာကရှိကိုမရှိခဲ့တာပါနော်ရှိကိုမရှိခဲ့တာပါသာသနာသမိုင်းမှာကိုမရှိခဲ့တာအဲ့ဒါကဟိုဘက်နောက်ပိုင်းကပုံကိုယ်တွေကဒန္တာကြီးဆက်ဆန်းရေးကြဖြည့်ကြကြတဲ့ဥစ္စာပါဒီတန်ဃာယနာတင်ထားတဲ့ပိဋကကျမ်းထဲမှာလုံးဝမရှိပါဘူးဥပဂုတ်တအကြောင်းလေတန်ဃာနာတင်ထားတဲ့ကျမ်းထဲမှာလုံးဝမရှိဘူးနောက်ပိုင်းရေးတဲ့ကျမ်းစာတွေမှာပါလာနောက်ပိုင်းရေးတဲ့ကျမ်းစာတွေကဥစဉ်လို့ဒီခိုင်မာတဲ့ထောက်ထားမရှိဘူးဆယ်တော်ကြီးတွေလက်မခံထားဘူးနော်ဒါကြောင့်အဲ့ဒီဟာကအတီးယူလို့မရပါဘူးရှင်ဥပဂုတ္တရှိတယ်ဆိုတာအတီးယူလို့မရဘူးဒန္တာကြီးဆန်းဆန်းရေးထားတဲ့သဘောလို့သာပြောလို့ရတာပါနော်တင်မဖေအဲ့ဆိုဖေဟိုရှိရလို့ထင်ပြီးတော့ဟိုရဟန္တာလိုမျိုးကိုးကွယ်နေတဲ့သူတွေမှာအပြစ်ဖြစ်ပါသလားဖေတပည့်တော်တို့အဖွားတွေဆိုလို့ရှိရင်သူတို့ကရေလန်းခီးသွားရင်ရှုဥပဂုတ္တဆောက်ရှောက်ပေးရဆိုပြီးတော့အလိုအိမ်ရှိမှာကိုအလိုကိုးကွယ်ကြတာမျိုးရှိရဖေအဲ့ဒါဆိုရောငရဲကြီးပါသလားဖေတကယ်မရှိတာကိုကိုယ်ကွယ်ရင်တော့ဒါကကုသိုလ်စိတ်ပြောလို့မရဘူးလို့ရှိမှမရှိတာအောင်နော်ဆိုတော့စာပေထဲမှာပြောတယ်ပုထုဇဉ်ပုဂ္ဂိုလ်ကိုအရိယာအမှန်နဲ့ကိုယ်ကွယ်လို့ရှိရင်အကုသိုလ်ဖြစ်တယ်ဆိုတာပါတယ်နော်တကယ်ဥစဉ်ကပုထုဇဉ်ပဲရထုံကဟာဘုန်းကြီးရတာရဟန္တာပဲဆိုစိတ်ကအာယုံပြုပြီးကိုယ်ကွယ်တယ်ဒါမှားတယ်နော်ဘာလို့ပုထုဇဉ်တိတိနဲ့ပြောတာလေအကယ်ပုထုဇဉ်လို့မသိဘူးတကယ်ရဟန္တာလို့ထင်ပြီးတကယ်ရဟန္တာအမှန်နဲ့ကိုယ်ကွယ်ဒါတော့ပြဿနာမရှိဘူးတိတိနဲ့ပေါ့နော်ဟိုပုထုဇဉ်မှန်သိတာနဲ့ယဟန္တာမှန်နဲ့ကိုယ်ွယ်တယ်ဆိုတာအပြစ်ရှိတယ်။ဒါမှားတယ်နော်။အဲ့တော့အရိယာဂုံကိုတင်ပြီးတော့ဆွဆွဲတယ်လို့ဖြစ်သွားတယ်။စာပေအထက်ကရာထဲမှာပြောထားတယ်နော်။အရိဘာတော့ပုထုဇဉ်နဲ့အရိယာကိုမထိုက်တန်ဘူးလေ။အဲကြောင့်ပုထုဇဉ်ကိုပုထုဇဉ်မှန်နဲ့ပဲအာရုံပြုရမှာ။အရိယာလိုအာရုံပြုလို့မရအောင်။အခုအဲ့တော့တကယ်မရှိတာကိုအရှိသဘောမျိုးလောက်ကိုယ်ွယ်တာဒါမှန်ရင်တော့ကိုယ်ွယ်ခြင်းတစ်ခုသာဖြစ်တယ်လေ။ကုသိုလ်ရတယ်လို့ပြောလို့တော့မရအောင်ဒါလေ။ဒီကဲမှမရှိတာနော်။